ကိုတိုင်မောင်းတယ်မလို့ပဲ AI နဲ့မောင်းခိုင်းလို့ရတဲ့ဆိုင်ငယ်ကို Yamaha ကတီထွင်လိုက်ပါတယ်။အဲ့ဒီဆိုင်ငယ်က Yamaha Motor Ride လို့ခေါ်ပါတယ်။2024 ခုနှစ် November လမှာစတင်မိတ်ဆက်ကြတာဖြစ်ပြီးမောင်းတဲ့သူရဲ့လိုအပ်ချက်နဲ့လုံခြုံရေးတွေကိုအဓိကထားပြီးတော့အနေကင်းစီဖို့အဆင့်မြင့် AI စနစ်ကိုထည့်သွင်းထားပါတယ်။ဆိုင်ငယ်မောင်းတဲ့သူခွာလိုက်တာနဲ့ fault တွေ brake တွေ electronic စနစ်တွေကိုမောင်းနေတော့ချိန်ကြီးပေးနိုင်မှာဖြစ်ပါတယ်။အနေဖြစ်စင်နိုင်မဲ့အရာတွေကိုကြိုတင်တွက်ချက်ပေးထားမှာဖြစ်ပြီးရေးပေါ် brake စနစ်တွေလည်းပါဝင်ပါတယ်။မောင်းနေတဲ့အမြန်နှုန်းနဲ့လမ်းချင်းတွေပေါ်မူတည်ပြီးဆိုင်ကဲစွမ်းဆောင်ရည်ကိုလည်းထိန်းညှိတာတွေပါဝင်ပါတယ်။ Hey Series လို့ iPhone က AI လုံဆောင်ချက်တွေလို့ Hey Yamaha လို့អော်လိုက်တာနဲ့ဆိုင်ကယ်မှာပါဝင်တဲ့လုံဆောင်နိုင်မဲ့အရာတွေကိုခိုင်းလို့ရအောင်ပါ။ Lithium ion battery နဲ့ motor ကိုအသုံးပြုထားတာဖြစ်ပါတယ်။အချက်လက်တွေကိုတိတိကျကျဖော်ပြထားခြင်းတော့မရှိသေးပါဘူး။မိတ်ဆွေတို့အနေနဲ့ဒီဆိုင်ကယ်ကိုဘယ်လိုမြင်ပါလဲ။ဆိုင်ကယ်ဝယ်မယ်ဆိုရင်200%အမခံတဲ့ကိုမျိုးဝင်းမော်တော်ဆိုင်ကယ် showroom ကိုညွှန်ညင်ပါလေ။အရှုပ်ရှင်းခင်းမယ်အထိုက်ခိုင်းမရှိအင်ဂျင်အကျုပ်ဖွင့်လမ်းမရှိလိုင်စင်ပါတဲ့ဆိုင်ကယ်တွေကိုဒါအဓိကထားရောင်းပေးပါလေ။ဆိုင်ကယ်တန်ဖိုး30ကနေ400ဝန်းကျင်အထိဆိုင်ကယ်မျိုးစုံရှိပြီး racing, naked, easy, classic, venture နဲ့ဆိုင်မှာရှိတဲ့ဆိုင်ကယ်တွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်။ရန်ကုန်မှာဆိုမော်ဘီမြို့နယ် supply မှတ်တိုင်နဲ့16မှတ်တိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတာစီ130 A ကြားမှာတရှိပါတယ်။အသေးစိတ်သိချင်ဝယ်ချင်မေးချင်တာရှိရင် comment မှာလည်းအပြည့်အစုံလင့်ချပေးထားပါတယ်။